နှလုံးကျန်းမာရေးကိုထောက်ပံ့ပေးပြီးအုံနောက်နဲ့အာယုံကြောစနစ်ကိုအားကောင်းစေတဲ့ငတ်တလောက်အယိုးနူးပေါင်းနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးငတ်တလောက်ကိုစားရည်ရှာလကာရည်တို့နဲ့အသုံးပြုပြီးဖော်မလင်ဓာတ်တွေဖယ်ထုတ်ထားပါမယ်။ငါးကို၄ပိုင်းပိုင်းပြီးစားစနွင်းတို့နဲ့နေမယ်။တံမြာရည်ညှစ်ပြီးနိုင်ဝက်ခန့်နှက်ထားပေးပါမယ်။နှက်ထားတဲ့ငါးကို pressure cooker ထဲမှာရေမြုပ်အောင်ထည့်ပြီးအယိုးနူးအောင်တနာရီတိတိပေါင်းပါမယ်ရှင်။ငါးပေါင်းနေတုန်းမှာကြက်သွန်နီချင်းငရုတ်သီးချောက်တို့ကိုဘေကင်းဆိုဒါနဲ့ဓာတုတက်ကျွင်းတွေကိုဖယ်ပြီးညက်နေအောင်ထောင်းထားပါတယ်။ထောင်းထားတဲ့ချင်းကြက်သွန်ငရုတ်သီးတွေကိုမီးအေးနဲ့စီငွေ့မပြန်စေပဲမှုေးလာတဲ့အထိစီတက်ပါတယ်။စီငွေ့ပြန်ရင်တော့စီရဲ့ smoking point ကိုကျော်သွားလို့ကင်ဆာဖြစ်စေတတ်တဲ့ဓာတ်တွေထွက်လာနိုင်ပါတယ်။ကြက်သွန်နီဥအလုံးတွေကိုပါထည့်ပြီးညှင်သာစွာမှုေးပေးပါမယ်။ကြက်သွန်နီအတွက်စားအနှင်းငယ်ထည့်ပါမယ်။ကြက်သွန်နီဥတဲကိုအရသာဝင်သွားအောင်ခဏလောက်လုံးပါမယ်။ငါးပေါင်းထားတာအချိန်စေ့ပြီဆိုရင်စီမွေးတက်ထားတာတွေကိုငါးပေါ်ကိုညှင်သာစွာလောင်းထည့်လိုက်ပါမယ်။အရသာတွေစိတ်ဝင်သွားဖို့အတွက် pressure cooker ကိုနောက်ထပ်9မိနစ်ထပ်တည်ပေးပါမယ်။အယိုးနူးဤပြီးကျမကြီးနဲ့ညီညွတ်တဲ့ငတ်တလောက်ပေါင်းလေးရပါပြီရှင်။ဒီငတ်တလောက်ပေါင်းမှာပရိုတင်းထက်များစွာပါဝင်ပြီး omega 3ကနှလုံးရောဂါဖြစ်ပွားမှုကိုချော့ချပေးတဲ့အပြင်အုံနောက်ဖွံ့ဖြိုးမှုကိုလည်းအထောက်အကူပြုပါတယ်။အယိုးပါနူးအောင်ပေါင်းထားတဲ့အတွက်ကယ်လ်ဆီယမ်ဓာတ်ကိုလည်းအပြည့်အဝရရှိစေပါတယ်ရှင်။ကြည့်ရှုသူအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။နောက်ထပ် healthy recipes ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်။ကျေးဇူးပါ။